အဲ့ဘာကာဖြစ်တာလဲ မွေးတွေကဦးလမ်းကြောင်းမဆက်မိတာ မွေးနဲ့အုံနှမ်းကြောင့်မဆက်မိဩ စေးုံဒီမှာဓာတ်ပါတယ်လေ ဟုတ် သူတို့ဥစ္စာတွေမှတ်တမ်းနေကုန်ပါတယ် ဩဟုတ် မွေးတွေကဦးကြောင်းလမ်းကြောင်းမဆက်မိ ဟုတ် တွန်းတင်း သူနေမှာလား ဟုတ်ဟုတ်ကိုကတော့မလဲဘူး ဖေးပြီးရောကလေးဖေးပြီးရော ဖေးကထောက်ကြတယ်မအေးကတော့အဲ့ကလေးကုမယ်ဆိုပြီးထွက်သွားတာအဲ့ဆက်တယ်မရတာကြာပြီ ဩဟုတ်ဟုတ် တစ်နှစ်ကျော်သွားပြီ နေ့ကျော် ဟုတ်ကဲ့ သားလေးတက်ကဘယ်လောက်ရှိလဲ ခုနှစ် 9နှစ်ရှိသွားရဲ့ညရတယ်နော် ဟုတ်ဒီယောဂနဲ့ကျတော့စားတဲ့ဟာအားရမရှိ မရှိတော့ဘူးနော်ဩ မရှိဘူးထွက်နေတယ်ဥစ္စာစားလိုက်ထွက်လိုက်စားလိုက်ထွက်လိုက်ဖြစ်နေ ဩ တစ်ခါတလေစားမဝိုင်းချီတွေပန်းနေရော ဟုတ်လား ဟုတ် အဲ့နာမည်လို့ခေါ်လဲ နာမည်ဘယ်လိုခေါ်လဲတဲ့နိုင်နေ အော်နန်နူးကျော်တော့လိုက်တာရက်စော်လေးโอเคအဲ့ဒါအလူငွေလေးလူမယ်နော်အလူငွေလေး2သိန်း2000လူပေးလိုက်မယ်နော် ဟုတ် အဲ့ဒါဘိုက်ဦးကိုပြန်ဆက်ကမှာပေါ့လား ဟုတ် ပြန်ဆက်ရင်တော့ရတော့ ပြန်ဆက်တော့ရခွဲရမှာလေသူကခွဲပြီးတော့ဆက် အဲ့ကုန်ကြငွေလေးတင့်ပြောပေးနော်ခွဲပြီးတော့ပြန်ဆက်မယ်ဆိုရင်နော်โอเคအလူငွေ2သိန်း2000ပါနော် ဟုတ်ကဲ့ ဘယ်လိုဆရာဝန်နဲ့ပြောပြီးတော့ဒီကလေးငဘောပကတိအတိုင်းပြန်ကောင်းမယ်ဆိုမှနော်ဘယ်လောက်ကုန်မယ်ပြန်ပြောပြီနော် ဟုတ်ကဲ့ โอเคဒါလည်းဆန်လေးပါဒါအနီကုန်းစားတယ်မလား ဟုတ် ကုန်းစားရင်ကြောက်တယ်နိုင်တယ်စီးကြောက်တယ်နိုင်ဒီစီးတော့နော်ဘိုးလီကထုတ်တဲ့စီးကြောက်တယ် ဟုတ် ပြီးတော့စီးနေစီးွားစီးနေပတ်သက်တာအကုန်ကောင်းတယ် ဟုတ် နော်ဒါလေးကတော့ကျွန်တော်အီရမန်ကထုတ်တယ်အမွှေးနိုင်လေနော် ဟုတ် ဒါလေးကတော့ခောက်ဆဲ6လေးပါโอเคယူဆိုင်နော်တိုက်โอเคကြိုက်လားဘယ်လိုစားမှာလဲ ဒီစားမှလည်းနဲ့သူလည်းမစားတယ်